ဘသူမှကြော်ညာခေါ်မရိုက်လို့စိတ်ကြောင်းနေရပြီဖြစ်တဲ့ရေခဲတုပ်တဲ့ကိုရှိုင်းစောအစောပိုင်းမှာလူတွေကမြေတောင်မြောက်ကပွဲထုတ်ကြပေမဲ့မလိုတဲ့အချိန်မှာစွန့်ပစ်ခံလိုက်ရတာကတော့ရေခဲတုပ်တဲ့ကိုရှိုင်းစောပါအခုဆိုရင်ကိုရှိုင်းစောကရွာကိုပြန်ပြီးတော့စိတ်ကြောင်းနေရပါပြီဒါကြောင့်လည်းလူတွေကတနာကိယနာတက်နေကြတာဖြစ်ပါတယ်အထူးသဖြင့်တော့ကိုရှိုင်းစောကအပွားလေးရိုးသားတဲ့မဝူရီမြင့်တို့ရဲ့လမ်းစဉ်ကိုလိုက်သွားရတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနာမည်ကြီးပြီဆိုရင်စီးပွားရေးလုပ်ငန်းရှင်တွေဟာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပေါ်ပင်ထရန်နဲ့အတူနာမည်ကြီးစေဖို့အတွက်ပေါ်ပင်ဆယ်လီတွေကိုမစားရဝါကမန်းမြောက်ပင်ပေးပြီးတော့မစိုးမပုတ်ငွေလေးကိုပေးကကြော်ညာခေါ်ရိုက်လိုက်အသုံးချလိုက်လုပ်ကြပါတယ်။ပြီးရင်တော့ဆယ်လီတွေကိုကြောင်ထိုးလိုက်ကနောက်ထပ်အစ်စ်ပေါ်လာတဲ့ဆယ်လီတွေကိုထပ်မံအသုံးချကြပါတယ်။အခုဆိုရင်တော့ရေခဲထုတ်တဲ့ကိုရှိုင်းစော်တယောက်လည်းအသုံးချခံရပြီးတဲ့နောက်ရွာပြန်ကစိတ်ကြောင်းခံရပြီဖြစ်ပါတယ်။ဒီမတိုင်ခင်မှာတော့ Facebook ဆယ်လီကိုရှိုင်းစော်ကမြန်မာပြည်မှာစိတ်ထားအကောင်ဆုံးလူသားအဖြစ်အားလုံးကဘုံမြောက်ပေးခဲ့ကြတာပါ။ဒါကလည်းဗီဒီယိုအစမှာပြောခဲ့သလိုပါပဲ။မြန်မာနိုင်ငံမှာအင်တာနက်ဈေးကွက်နာမည်ကြီးဆယ်လီတွေကိုရသမျှအသုံးချမစိုးမပုတ်ပတ်စံပေးပြီးတော့ခိုင်းပြီးတော့နောက်ဆုံးကျရင်တော့ကြောင်ထိုးလိုက်ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ရေခဲတုပ်တဲ့ကိုရှိုင်းစော်တယောက်ရိုးသားတဲ့မဝေမြင့်ရဲ့လမ်းစဉ်ကိုလိုက်သွားရပါပြီ။ဒါကြောင့်လူတွေကတော့အင်တာနက်ဆယ်လီတွေအနေနဲ့နာမည်ကြီးသွားရင်အမြဲတမ်းတည်မြဲနေမယ်လို့မထင်စေပဲ။ရသမျှငွေကိုယူပြီးတော့ဘဝတိုးတက်အောင်လုပ်တင်တာဖြစ်ပါတယ်။အနုပညာကြော်ညာတွေတစ်သက်လုံးရိုက်ရမယ်။ရုပ်ရှင်မင်းသားမင်းသမီးဖြစ်မယ်လို့တွေးနေရင်တော့ဘဝပြတ်နိုင်တာဖြစ်ပါတယ်ရှင်။